အားလုံးမင်္ဂလာပါ80,922ခုနှစ်မှာမွန်ဂိုတပ်တွေကခရာဇမင်မင်းသားဂျလာလူဒင်မင်းဘူရူနူနောက်သို့အသက်အတန်လိုက်ခဲ့ကြပါတယ်ဂျင်ဂျစ်ခန့်ခေတ်ကလည်းမွန်ဂိုတို့ဘိုးအာရှတလွှာပြည့်ပြည့်စင်မှွေနှောက်ရှာဖွေခဲ့ကြပြီးမင်းသားကိုအိန္ဒုမြစ်ဘက်သို့တွန်းထုတ်ပစ်ခဲ့ကြပါတယ်နိုဝင်ဘာလ24ရက်အင်ဒတ်စစ်ပွဲမှာမွန်ဂိုတပ်တွေနဲ့ခရာဇမင်တပ်တွေအသေးအကျေတိုက်ပွဲဝင်ခဲ့ကြပါတယ်ခရာဇမင်လက်ကျန်တပ်သားတွေဘေးဒုက္ခကြီးစွာနဲ့တိုက်ပွဲအဆုံးသတ်သွားခဲ့ရပါတယ်မင်းသားဂျလာလူဒင်ကအိန္ဒုမြစ်ကိုဖြတ်ပြီးအိန္ဒိယတောနယ်တွေထဲသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်ဒီလိုထူးထူးခြားခြားတိုက်ပွဲအဖြစ်အပျက်တွေဟာနောင်အနာဂတ်အတွက်အတိတ်နမိတ်တွေဖြစ်စေခဲ့ပါတယ်အဲဒီနောက်မွန်ဂိုတို့တောင်အာရှတစ်ခုလုံးကိုအုပ်စီးထားခဲ့ကြပါတယ်စိန်ခေါ်မှုတွေနဲ့စောင့်ကြိုနေတဲ့အိန္ဒုမြစ်ကိုဖြတ်နိုင်ကြမယ်ဆိုရင်အိန္ဒိယကအဖိုးအနက်ကကြီးလှပါပဲဆိုတဲ့ဥစ္စာပစ္စည်းတွေကသူတို့ကိုစောင့်ကြိုနေပါတယ်ဒါကြောင့်မွန်ဂိုတပ်တွေဟာတရေတမြမြနဲ့ဟိန္ဒူစတန်ကအဖို့တန်ဒီဥစ္စာပစ္စည်းတွေကိုရယူပိုင်ဆိုင်နိုင်ကြဖို့ရာစုနှစ်တစ်ခုကျော်အတွင်းအကြိမ်ကြိမ်စ조사အားထုတ်ခဲ့ကြပါတယ်73ရာစုအစောပိုင်းကတည်းကမွန်ဂိုမျိုးနွယ်စုတွေအားလုံးဂျင်ဂျစ်ခန်းရဲ့အလံတော်တစ်ခုတည်းအောက်သို့စုယုံရောက်ရှိလာခဲ့ကြပါတယ်။ဒါကြောင့်အင်အားအလုံးအင်းနဲ့အားကောင်းလာခဲ့တဲ့မွန်ဂိုတွေဟာယူရိုအေးရှားတခွင်ပြည့်ပြည့်စင်တိုက်ခိုက်ချေမှုန်းခဲ့ကြသလိုယူရိုအေးရှားတစ်ခုလုံးသို့ပြန့်နှံ့ရောက်လာခဲ့ကြပါတယ်။ဒီအရွေ့ကိုမွန်ဂိုတို့တရုတ်ဂျင်းတိုင်းပြည်သို့မရောက်မီသူတို့ရဲ့ပထမခြေလှမ်းလို့လည်းဆိုရပါမယ်။အိန္ဒိယအနီးပတ်ဝန်းကျင်တလျှောက်မွန်ဂိုတို့ရစ်တီရစ်ဝဲလှုပ်လာကြတာကလည်းခရာဇမင်အင်ပါယာကိုကျူးကျော်ဝင်ရောက်နိုင်ခဲ့ခြင်းရဲ့နောက်ဆက်တွဲဖြစ်ပါတယ်။1919ခုနှစ်နိုင်ငံရေးအငြင်းပွားမှုတွေနောက်မှာဂျင်ဂျစ်ခန်းကမြို့နယ်စုတပ်ဖွဲ့တွေအားလုံးကိုစုစည်းပြီးခရာဇမင်ရဲ့ရှားဖြစ်သူမိုဟာမက်2ကိုစစ်ပြိုင်တိုက်ခိုက်ခဲ့ပါတယ်။မွန်ဂိုမြင်းစီသူရဲကောင်းတွေရဲ့လှင်မြန်ဖြတ်လာမှုရဲရဲမှုနဲ့ခရာဇမင်တို့မျှော်လင့်မထားတဲ့တိုက်ရီခိုက်ရီတွေကြောင့်ကြာရှုံးခဲ့ရပါတယ်။မွန်ဂိုတို့ဘူခါရာတို့ဆက်လက်ကျူးကျော်ပါတယ်။စမန်ကန်ကိုလည်းလူရဲ့ဖြက်စီးမှုတွေနဲ့အပိတိုင်ဖြိုချပစ်ကြပါတယ်။သူတို့ခြေဦးတက်ရာတွေ့ရာဒေသအလုံးကိုရရက်ဆက်ဆက်ချေမှုန်းတုတ်တင်ပစ်တာကြောင့်ဒေသခံတို့ခြေဦးတက်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ခရာဇမီမြို့တော်အိုရူဂင်ချ်ကျဆုံးပြီးနောက်မိုဟာမက်2ကမြောက်ဘက်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ရရာကက်စပီယန်ပင်လယ်ကျွန်းကလေးတစ်ကျွန်းပေါ်မှာတိတ်တဆိတ်ကွယ်လွန်သွားခဲ့ပါတယ်။သားဖြစ်သူဂျလာလူဒင်ကအာဖဂန်သို့တပ်ဆုတ်ခဲ့ပြီးပါရဝမ်ကနေခုခံပါတယ်ပါရဝမ်တိုက်ပွဲမှာစစ်ရှုံးခဲ့ရကနေအိန္ဒုမြစ်ကိုဖြတ်ပြီးအိန္ဒိယသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ဒီကနေစလို့မွန်ဂိုတို့အိန္ဒိယကိုခြေချနိုင်ဖို့အသေးအတန်ကြိုးစားလာကြပါတယ်။1921ခုနှစ်မှာဂျင်ဂျစ်ခန်းကိုတိုင်ဂျလာလူဒင်စစ်တပ်နဲ့ထိပ်တိုက်တွေ့ခဲ့ပါတယ်။မွန်ဂိုတွေနဲ့ပတ်သက်လို့သဘောပေါက်နိုင်ကြဖို့ဒီတိုက်ပွဲမှာသားတွေဖြစ်ကြတဲ့ချက်ကတိုင်နဲ့ဥက္ကတိုင်တို့ကိုတပ်မှုတွေအဖြစ်ခန့်အပ်ပြီးခေါင်းဆောင်စေခဲ့ပါတယ်။73ရာစုပါရှန်သမိုင်းပညာရှင်အတာမာလစ်ဂျူဘာနီရဲ့မှတ်တမ်းတွေအရမွန်ဂိုတွေကခရာဇမီစစ်တပ်ကိုလာချန်ပုံစံဝန်ရံလိုက်တယ်လို့ဆိုထားပါတယ်။သူစစ်တပ်နောက်မှာအိန္ဒုမြစ်ဖြစ်ပါတယ်။ဒါကြောင့်သူပိတ်မိနေပြီဆိုတာသဘောပေါက်ခဲ့ပါတယ်။မင်းသားအနေနဲ့သူ့ရဲ့အနေအထားကိုသဘောပေါက်တယ်ဆိုပေမဲ့သူ့တပ်တွေကိုအားကုန်တိုက်ခိုက်ကြဖို့အမိန့်ပေးပြီးသူကိုယ်တိုင်လည်းစစ်မြေပြင်မှာဒေါသထွက်နေတဲ့ချင်းသစ်တကောင်လိုတိုက်ခိုက်ခဲ့တယ်လို့ဂျူဟာနီမှတ်တမ်းတင်ထားခဲ့ပါတယ်။အသေးအကျေတိုက်ခိုက်ခဲ့ကြပြီးနောက်မျောလင့်ချက်မရှိတော့ဘူးဆိုတာမြင်လိုက်ရတော့မြင်းပေါ်အပြစ်တက်ပြီးစစ်မြေပြင်ကနေထွက်ခွာသွားခဲ့ပါတယ်။ရေစီးတန်တဲ့အိန္ဒုမြစ်ကသူ့ကိုအသင့်ဆောင်နေပါတယ်။သို့တော်တုံးဆိုင်မနေပဲမြစ်ကိုဖြတ်ခဲ့ပါတယ်။မွန်ဂိုတွေမင်းသားနောက်သို့ထက်ကျလိုက်ကြပါတယ်။မင်းသားရဲ့လောက်ရတွေကိုတွေ့နေရတဲ့ဂျင်ဂျစ်ခန်းဟာနောက်ထပ်ဆက်မလိုက်ကြဖို့အမိန့်ပေးခဲ့ပါတယ်။ခရာဇမီတပ်တွေကိုအနိုင်ပိုင်းနိုင်ခဲ့တဲ့မွန်ဂိုတို့ဘိုးအာရှသို့ဝင်ရောက်လာကြပါတယ်။အိန္ဒုတိုက်ပွဲဟာခရာဇမီအင်ပါယာကိုအပိတိုင်အနိုင်ပိုင်းသိမ်းပိုက်လိုက်တဲ့မွန်ဂိုတို့အတွက်အိန္ဒိယဟာနယ်နိမိတ်ချင်းဆက်ဆက်နေတဲ့နောက်ထပ်ပြစ်မှတ်တစ်ခုဖြစ်လာပါတယ်။နောက်နှစ်မှာမွန်ဂိုစစ်တပ်ဟာအိန္ဒုမြစ်ကိုဖြတ်ပြီးအိန္ဒိယကိုဝင်ရောက်နိုင်ဖို့နည်းမျိုးစုံသုံးပြီးကြိုးစားလာပါတယ်။တိုက်ပွဲတွေပြီးဆုံးပြီးမကြာခင်မှာပဲထွက်ပြေးသွားတဲ့မင်းသားကိုခြေရခံနိုင်ဖို့မွန်ဂိုတပ်ဖွဲ့ငယ်လေးတွေစစ်လွှတ်ခဲ့ပါတယ်။မွန်ဂိုတပ်ဖွဲ့ငယ်လေးတွေကြမ်းကြမ်းရမ်းရမ်းအိန္ဒုမြစ်ကိုဖြတ်လာပြီးဆိုတာနဲ့ဒေသတွင်းနိုင်ငံငယ်လေးတွေအထိတ်တလန့်ဖြစ်သွားကြပါတယ်။
ဒီနေ့ခေတ်ပါကစ္စတန်နယ်မြေမှာကမာရကန်နဲ့မော်လ်တန်မြို့ငယ်လေးတွေကဆူလတန်နိုင်တိုင်းပြည်ငယ်လေးတွေအဖြစ်ရှိနေပါတယ်။သူတို့ကခိုရာဇမီကိုမွန်ဂိုတို့ဘယ်လိုတိုက်ခိုက်ချေမှုန်းလိုက်တယ်ဆိုတာသိနေတော့သူတို့တိုင်းပြည်တွေအတွက်ရတဲ့မအေးနိုင်ကြပါ။တူရဘေတောက်ရှင်ဦးဆောင်တဲ့မွန်ဂိုစစ်တပ်ကအိန္ဒုမြစ်ကိုဖျက်ကျော်ပြီးဆိုင်းကိုဖျက်ဆီးချေမှုန်းလိုက်ပါတယ်။မင်းသားဂျလာလူဒင်ကမွန်ဂိုတို့လိုက်လာတဲ့သတင်းကိုကြားရတဲ့အခါမော်လ်တန်ဆူလတန်နိုင်ရဲ့အမီရဖြစ်သူကိုအခုအညီတောင်းခံပါတယ်။မွန်ဂိုတို့နဲ့ထိတ်တိုက်ရင်ဆိုင်ဖို့မဖြစ်နိုင်တာကြောင့်မော်လ်တန်အမီရခူဘူရှာကဂျလာလူဒင်အခုအညီတောင်းတာကိုညှင်းပယ်ခဲ့ပြီးသူ့နယ်နိမိတ်ထက်ကနေထွက်ခွာသွားဖို့အမိန့်ပေးလိုက်ပါတယ်။1922ခုနှစ်မှာမွန်ဂိုတို့မော်လ်တန်တို့ချင်းကပ်လာခဲ့ပြီးမြို့ကိုဝိုင်းထားလိုက်ပါတယ်။မြို့ရိုးတွေကိုဖြိုချနိုင်ဖို့ရပ်ပေါင်း40လောက်မွန်ဂိုတို့အသေးအတန်ရုန်းကန်ခဲ့ကြပါတယ်။အဲဒီနောက်မြို့ရိုးခန္ဓာတစ်ခုအနီးနေရာယူခဲ့ကြပါတယ်။သို့တော်ပူပြင်းလွန်းတာကြောင့်သူတို့ကြာကြာတောင့်မခံနိုင်ကြရာဗဟိုအာရှသို့တက်ဆုပ်ဖို့အမိန့်ပေးခဲ့ရပါတယ်။လာဟိုအနီးတစ်ဝိုက်များများဆဆဖျက်ဆီးချေမှုန်းမှုတွေမလုပ်နိုင်ခဲ့ပဲသူတို့ဆုတ်ခွာခဲ့ရပါတယ်။ဒီစစ်စင်ရေးမှာအိန္ဒိယတို့များများဆဆအထိမနာခဲ့ဘူးဆိုပေမဲ့အိန္ဒိယတိုက်တစ်ခုလုံးအကြီးအကျယ်ထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်။ဒီအခင်းကျင်းတစ်ခုလုံးကိုထွန်းသစ်စာဒေလီဆူလတန်နိုင်တိုင်းပြည်ငယ်လေးကအဝေးကနေလေ့လာစောင့်ကြည့်နေခဲ့ပါတယ်။မွန်ဂိုတို့ခရာဇမီကိုကျူးကျော်ချိန်ကဒေလီဆူလတန်နိုင်တိုင်းပြည်ကိုရှမ်ဆူဒင်အီလ်တမစ်ကဦးဆောင်နေပါတယ်။သူကယခင်ဂေါရစ်ဆူလတန်တိုင်းပြည်ကတူရကီကျွန်းစစ်သားဗိုလ်ချုပ်ဟောင်းတူဖြစ်ပါတယ်။မွန်ဂိုတို့အိန္ဒိယကိုခြေချလာတာကိုအီလ်တမစ်အလင်းအမြန်တုံ့ပြန်ခဲ့ပါတယ်။1928ခုနှစ်မော်လ်တန်ကိုမွန်ဂိုတို့ဝိုင်းခဲ့တာ6နှစ်ကျော်မှအီလ်တမစ်အမီရခူဘူရှာကိုအနိုင်ပိုင်းပြီးမော်လ်တန်ကိုသိမ်းပိုက်ပါတယ်။1936ခုနှစ်သူမကွဲလွန်ခင်ထိဒေလီဆူလတန်နိုင်တိုင်းပြည်နယ်နိမိတ်ကိုရသမျှချက်ထွင်နိုင်ခဲ့ပြီးတိုင်းပြည်ကိုလည်းကြစ်ကြစ်ပါအောင်စူးစီးထားနိုင်ခဲ့ပါတယ်။မွန်ဂိုတို့အိန္ဒိယအိမ်မက်ကမပြီးသေးပါ။အီလ်တမစ်မကွဲလွန်ပြီးနောက်ထပ်တစ်ကြိမ်ပေါ်လာပြန်ပါတယ်။1934ခုနှစ်မှာရှက်ကတိုင်းခန်းကိုဆက်ခံသူဩဂဒိုင်းခန်းကကိုရိုတိုင်းလို့ခေါ်တဲ့လူမျိုးစုပေါင်းစုံပါဝင်တဲ့မွန်ဂိုညီလာခံခေါ်ယူပါတယ်။ဒီညီလာခံမှာမွန်ဂိုနဲ့တက်လူမျိုးစုတိုင်းကအထက်တန်းလွှာတွေနဲ့စစ်မှုထမ်းတွေပါဝင်ပါတယ်။ပါရှန်သမိုင်းပညာရှင်ရရှိဒူဒင်ရဲ့မှတ်တမ်းတွေအရတညမှာမွန်ခေးဆိုတဲ့မွန်ဂိုမင်းသားငယ်လေးတစ်ယောက်ဩဂဒိုင်းထံသို့စစ်စင်ရေးအစီအစဉ်တွေကိုချပြပြီးစစ်စင်ရေးအတွက်တောင်းဆိုခဲ့ပါတယ်။မင်းသားရဲ့စစ်စင်ရေးအစီအစဉ်တွေကိုဩဂဒိုင်းသဘောကျလွန်လို့ဒီညီလာခံမှာရုရှားဟန်ဂေရီနဲ့အခြားဒေသတွေတို့နောက်ထပ်လာမယ့်စစ်စင်ရေးအစီအစဉ်တွေကိုကြေညာပါတယ်။မွန်ဂိုတို့စစ်ရေးလမ်းကြောင်းကမြောက်ဘက်သို့ဦးတည်သွားပြီးဆိုပေမဲ့ကံမကောင်းလို့ဆိုရမလားဒီစစ်စင်ရေးအစီအစဉ်တွေထဲအိန္ဒိယလည်းပါဝင်ခဲ့ပါတယ်။1936ခုနှစ်အီလ်တမစ်ကွယ်လွန်ပြီးနောက်ဒေလီဆူလတန်နိုင်မှာနိုင်ငံရေးအားပြိုင်မှုတွေနဲ့အတူအုပ်ချုပ်ရေးပိုင်းမှာအကွဲအပြဲတွေနဲ့အားနည်းလာခဲ့ပါတယ်။အီလ်တမစ်ကိုဆက်ခံနိုင်သူတွေအကြားအားပြိုင်မှုတွေဖြစ်လာရာဒါကိုအခွင့်ကောင်းယူပြီး1941ခုနှစ်မှာဩဂဒိုင်းကဒေလီဆူလတန်နိုင်တိုင်းပြည်ကိုကျူးကျော်ဖို့အမိန့်ပေးပါတယ်။ဟိုဂဒိုးကကက်ရှမီးယားစစ်စင်ရေးကိုဦးဆောင်ပါတယ်။ဒိုင်ယယ်နူရီယန်ကလာဟိုစစ်စင်ရေးကိုဦးဆောင်ပါတယ်။ဆိုင်းမှာအကြီးဆုံးမြို့ကြီးဖြစ်တဲ့လာဟိုကမွန်ဂိုတို့ထံကျရှုံးခဲ့ရပြီးနောက်အိန္ဒုမြစ်ဝမ်းတစ်ခုလုံးကိုသိမ်းပိုက်လိုက်ပါတယ်။ကက်ရှမီးယားကိုလည်းအောင်မြင်ခဲ့ပါတယ်။စရီနဂါကိုသိမ်းပိုက်ပြီးနောက်မွန်ဂိုတို့ဒေသတစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့ဘယင်ခံတအူးခန့်အပ်ပါတယ်။အခုလိုအိန္ဒိယတပ်ရဲ့အစိတ်အပိုင်းတွေကိုသိမ်းပိုက်နိုင်ခဲ့ခြင်းကနေယဉ်ကျေးမှုဆိုင်ရာကြရက်ရိုက်ခတ်မှုတွေဖြစ်လာမှာဖြစ်ပါတယ်။ကက်ရှမီးယားဘုံကြီးတွေနဲ့ပညာရှင်တွေကမွန်ဂိုတို့ရဲ့ဘျူရိုကရေစီရန်တရားရဲ့အစိတ်ပိုင်းဖြစ်လာပါတယ်။မွန်ဂိုတရားရုံးတွေမှာကက်ရှမီးယားတအူးစီပါဝင်လာရတာကနိုင်ငံဆွဲလူမျိုးဆွဲမရှိလူမျိုးပေါင်းစုံပါဝင်လာတဲ့ယဉ်ကျေးမှုထွန်းကားလာပါတယ်။သူခေတ်အခါကဒီလိုယဉ်ကျေးမှုမျိုးတိုးတက်ထွန်းကားနေတဲ့တရုတ်ဝီဂါပါရှန်နဲ့အာရဗ်တို့လိုယဉ်ကျေးမှုရင့်ကျက်ထွန်းကားနေတဲ့သူတွေထဲမွန်ဂိုတို့ကိုလည်းထည့်သွင်းရည်တွက်နိုင်ပါပြီ။ကက်ရှမီးယားတို့ကဘာသာရေးနဲ့နက္ခဗေဒပညာရပ်တွေရဲ့အဓိကအချက်လက်တွေကိုမွန်ဂိုတို့ကိုဝေငှကြပါတယ်။ကက်ရှမီးယားဘုန်းကြီးတွေကပါရှားမှာဗုဒ္ဓဘာသာပြန်လည်နှုတ်ထလာရေးဖန်တီးနိုင်ခဲ့ကြပါတယ်။မွတ်စလင်နဲ့အိန္ဒိယဗုဒ္ဓဘာသာအကြပညာရပ်ဆိုင်ရာဆွေးနွေးပွဲတွေလည်းလုပ်နိုင်ခဲ့ကြပါတယ်။သမိုင်းပညာရှင်ရရှိဒူဒင်ရဲ့မှတ်တမ်းတွေအရသူ့အနေနဲ့ဗုဒ္ဓရဲ့ဘဝဇာတ်ကြောင်းကိုရေးသားရမှာကက်ရှမီးယားဗုဒ္ဓဘာသာဘုန်းတော်ကြီးကာမာလာရှိကီရီနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာတွေတွေ့နိုင်ပါတယ်။မွန်ဂိုတို့ဒီဒေသကိုချုပ်ကင်ခဲ့ကြတာတော့မှန်ပါတယ်။သို့တော်ခိုင်မာမှုအားနည်းလွန်းပါတယ်။ကက်ရှမီးယားနဲ့ဆိုင်ဒေသတွေကမွန်ဂိုအုပ်ချုပ်ရေးဗဟိုချက်မှကနေဆိုအလံဝေးကွာလွန်းတာကြောင့်
ဒါယင်နူရီယန်နဲ့ဖိုဂဒိုတို့မရှိတာနဲ့ပြဿနာကစလာပါတယ်1242ခုနှစ်ဥပဒိုင်းကွယ်လွန်သွားတဲ့အခါကက်ရှမီးယားခေါင်းဆောင်ရာမာဒီမာဦးဆောင်လို့ပုံကန်ထကြွလာပါတယ်ဒေလီဆူလတန်နိုင်မှာမူဟစ်ဇူဒင်ဘာဟာရမ်ဦးဆောင်တို့ထိုးစစ်ဆလာပါတယ်မွန်ဂိုတို့သိမ်းပိုက်အမြတ်ထုတ်ထားသမျှပြောင်းပြန်ဖြစ်သွားပါတယ်မကြခင်ပဲမွန်ဂိုတွေဟာသူတို့နေရာတွေကိုပြန်ဝင်နိုင်ကြဖို့အခွင့်အရေးတစ်ခုရှာတွေ့ခဲ့ကြပါတယ်ဒါက1248ခုနှစ်မှာဒေလီဆူလတန်နိုင်ကဆူလတန်အီလ်တမစ်ရှီရဲ့သားတဦးဖြစ်သူမင်းသားဂျလာလူဒင်မဆူဒ်ကမွန်ဂိုနယ်မြေထဲခိုလုံနေခဲ့တာဖြစ်ပါတယ်သူကပဲအိန္ဒိယမြောက်ပိုင်းကိုပြန်သိမ်းပိုက်နိုင်ဖို့မွန်ဂိုတွေကိုစစ်ကူပေးဖို့အကူအညီတောင်းခံခဲ့ပါတယ်မွန်ဂိုခန်းအသစ်မွန်ခေးကဆိုင်းနဲ့ကက်ရှမီးယားကိုနောက်ထပ်တစ်ကြိမ်ပြန်သိမ်းပိုက်ဖို့စစ်စင်ရေးတွေကိုခွင့်ပြုပေးလိုက်ပါတယ်မွန်ဂိုဗိုလ်ချုပ်ကြီးဆာလီနူယန်ဦးဆောင်တဲ့မွန်ဂိုစစ်တပ်တွေအိန္ဒိယသို့1258ခုနှစ်မှာရောက်လာပါတယ်မော်လ်တန်နဲ့ဥချ်မြို့တွေကိုသိမ်းပိုက်ပါတယ်မြောက်ဘက်ကကက်ရှမီးယားကိုတိုက်ခိုက်ပါတယ်မြို့တော်ဆီရီနဂါကိုဝိုင်းထားခဲ့ပြီးမြို့နေပြည်သူအများအပြားတပ်ဖြတ်ခံခဲ့ရပါတယ်ဂျလာလူဒင်မဆူဒ်ကမွန်ဂိုတို့ရဲ့ဆိုင်းအုပ်ချုပ်ရေးဘရင်ခံဖြစ်လာပါတယ်ကက်ရှမီးယားအုပ်ချုပ်ရေးနဲ့ပတ်သက်လို့ကက်ရှမီးယားအာဏာပိုင်တွေနဲ့မွန်ခေတို့အကြားစစ်ပြင်းငိမ့်စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြတယ်ဆိုပေမဲ့ပညာရှင်တွေအကြားကက်ရှမီးယားအနာဂတ်နဲ့ပတ်သက်လို့အခြေအတင်ဆွေးနွေးနေကြဆဲဖြစ်ပါတယ်ဒီကနေတစ်ဆက်တည်းအိန္ဒိယမြောက်ပိုင်းကအရေးပါတဲ့ဒေသတွေအားလုံးလိုမွန်ဂိုတို့အုပ်ချုပ်ရေးအောက်ရောက်သွားပါပြီတစ်ချိန်တည်းမှာဒေလီဆူလတန်နိုင်ကလည်းပြည်တွင်းနိုင်ငံရေးအားပြိုင်မှုတွေနဲ့ဖြူခါပြခါကျနေပြီဖြစ်လို့တိုင်းပြည်ကိုမွန်ဂိုတို့လက်သို့ထိုးအပ်ရမလို့ဖြစ်နေပါပြီသို့တော်ကံကောင်းလို့ဆိုရမလားမွန်ဂိုဗဟိုဒေသမှာပြည်တွင်းပဋိပက္ခတွေနဲ့ပြိုကွဲဖို့အကွဲတန်းတွေစူးစူးဝါဝါထွက်ပေါ်လာခဲ့ပါတယ်1259ခုနှစ်မွန်ခေးခန့်ကွယ်လွန်ပြီးနောက်စက္ကန့်သူတွေအချင်းချင်းအားပြိုင်မှုတွေစလာခဲ့ရာမွန်ဂိုပြည်တွင်းစစ်စလာပါတယ်ဒီပြည်တွင်းစစ်ဟာဂျင်ဂျေးခန့်နဲ့အော်ဂဒိုင်းခန့်တီထောင်ထားခဲ့တဲ့မွန်ဂိုအင်ပါယာကိုအစိတ်စိတ်အမွှားမွှားဖြစ်စေမှာဖြစ်တဲ့အတွက်ဒေလီဆူလတန်နိုင်တိုင်းပြည်အဖို့အသက်ရှူချောင်သွားခဲ့တယ်လို့ဆိုရပါမယ်မွန်ဂိုအင်ပါယာပြိုကွဲသွားခဲ့ပါပြီတိုက်ဆိုင်လို့ဆိုရမလားဒေလီဆူလတန်တိုင်းပြည်ကနဝမမြောက်ဆူလတန်ဂီယာဇူဒင်ဘာလ်ဘန်အာဏာရလာခြင်းနဲ့တိုက်ဆိုင်နေပါတယ်ဘာလ်ဘန်လက်ထက်မှာမွန်ဂိုတို့ရဲ့ချင်းချောက်မှုကသူ့အတွက်အဓိကစိုးရိမ်မှုတစ်ခုဖြစ်လာပါတယ်ဘာလ်ဘန်မှာကမွန်ဂိုတို့နဲ့ပတ်သက်ဆက်နွယ်မှုရှိခဲ့ပါတယ်ယခင်ဆူလတန်နစီဒူဒင်မဟာမတ်လက်ထက်မွန်ဂိုတို့နဲ့တန်ခင်းတမန်ခင်းဆက်ဆံရေးထူထောင်ရာမှာသူကဥဆောင်ခဲ့ရသူဖြစ်ခဲ့တာကြောင့်မွန်ဂိုတို့နဲ့ယဉ်ကျေးမှုရှိထားသူဖြစ်ပါတယ်1260ခုနှစ်မှာဆူလတန်နဲ့အရှေ့အလယ်ပိုင်းပါရှန်အုပ်ချုပ်ရေးမှူးဟာလ်ဂူခန်တို့အကြားနိုင်ငံရေးဆွေးနွေးပွဲတစ်ခုလုပ်နိုင်ခဲ့ကြပါတယ်ဒါကြောင့်ဆာယီလ်နူရီယန်ရဲ့နောက်ထပ်တစ်ကြိမ်အိန္ဒိယကိုကျူးကျော်ရေးစီမံကိန်းကိုဟာလ်ဂူခန်ကခွင့်ပြုမပေးခဲ့ပါဒေလီဆူလတန်နိုင်တိုင်းပြည်အဖို့နောက်ထပ်တစ်ကြိမ်အသက်ရှူချောင်သွားခဲ့ရပါတယ်ဟာလ်ဂူခန်အတွက်ဒေလီဆူလတန်နိုင်တိုင်းပြည်နဲ့ငြိမ်းချမ်းရေးသဘောတူညီမှုတွေလုပ်နိုင်ခဲ့ပြီးဖြစ်လို့စိတ်ချလက်ချလွတ်ထားနိုင်တာကြောင့်တော်လူဝိတ်ပြည်တွင်းစစ်ကိုပဲပိုပြီးအာရုံစိုက်နိုင်ခဲ့ပါတယ်1266ခုနှစ်မှာဒေလီဆူလတန်နိုင်တိုင်းပြည်ထီနန်ဆက်ခံလာတဲ့ဘာလ်ဘန်ကစစ်ရေးပြုပြင်ပြောင်းလဲမှုတွေဆက်တိုက်လုပ်ပါတယ်စစ်တပ်ကိုပြန်လည်တိုးချဲ့ဖွဲ့စည်းပါတယ်စစ်မှုထမ်းတွေကိုယခင်ကမြေယာခွဲဝေပေးတာမျိုးနဲ့မတိမတဖြစ်နေခဲ့တာကိုလက်စာငွေတတ်မှတ်ပြတ်ထန်းပြီးပုံမှန်ငွေသားပေးချေတာမျိုးပြောင်းလဲလိုက်ပါတယ်မွန်ဂိုနယ်စပ်တစ်လျှောက်အနောက်ဘက်နယ်နိမိတ်တွေမှာခံတပ်အသစ်တွေတိုးချဲ့ထူထောင်ပြီးခန်းစစ်စွမ်းရည်ကိုအဆုံးထိမြင့်လိုက်ပါတယ်တစ်ချိန်တည်းမှာမွန်ဂိုတို့အခွင့်အရေးမရစေဖို့အရှိဘက်သို့ကျူးကျော်မှုတွေအလုံးကိုရပ်ထားလိုက်ပါတယ်အဲဒီနောက်ဘာလ်ဘန်ဟာလာဟိုးမော်လ်တန်မြို့တွေအပါအဝင်ဆိုင်းနဲ့ပန်ဂျပ်ဒေသအစိတ်ပိုင်းတွေကိုသိမ်းပိုက်လိုက်ပါတယ်ဒါတွေကမွန်ဂိုတို့နောက်ထပ်ကျူးကျော်လာမဲ့ခြေလှမ်းတွေကိုတုံ့ဆိုင်သွားစေဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်သို့တော်စွန်းဆာလောက်ရတာကိုမှကြိုက်တဲ့မွန်ဂိုစစ်ဘလူးသူရဲကောင်းတွေအဖို့ဒီစိန်ခေါ်မှုဟာသူတို့ကိုမြူဆွဲတယ်လို့ဖြစ်နေတာကြောင့်နောက်ထပ်စီးနှင်းဝင်ရောက်လာတာမျိုးလဲရှိလာရပါတယ်ကာရာဦးနတ်လို့လူသိများတဲ့အုပ်စုတစုကဆိုင်းကိုပုံမှန်လိုတိုက်ခိုက်လာပါတယ်သူတို့ကကျွန်းတွေကိုပြစ်မှတ်ထားကြတာဖြစ်ပါတယ်ခိုရန်ဆန်ကျွန်းဈေးကွက်အတွက်ကျွန်းတွေကိုဖမ်းဆီးနိုင်ကြဖို့ဖြစ်ပါတယ်ကမ္ဘာကျော်ခရီးသွားသမိုင်းဆရာကြီးအစ်ဘ်နစ်ဘဒူတာမှတ်တမ်းတွေအရဒီလိုကျွန်းရောင်းဝယ်ရေးဈေးကွက်ကြီးက1300ခုနှစ်မွန်ဂိုတို့အစ္စလာမ်ကိုအလုံးအရင်းနဲ့လက်ခံလာကြတဲ့အထိဆက်လက်ရှင်သန်နေခဲ့တယ်လို့ဆိုထားပါတယ်။အထက်ကပြောခဲ့သလိုဘာလ်ဘန်အနေနဲ့မွန်ဂိုတို့ရဲ့ကျူးကျော်မှုတွေကိုတန့်သွားအောင်လုပ်နိုင်ခဲ့တယ်ဆိုပေမဲ့
နိုင်ငံရေးတည်ငြိမ်မှုကိုတော့ရေရှည်တည်တံ့နိုင်အောင်မလုပ်နိုင်ခဲ့ပါမွန်ဂိုတို့ပြည်တွင်းစစ်အပြီးမှာမွန်ဂိုအင်ပါယာကတိုင်းကြီး၄ခုအဖြစ်ကွဲထွက်သွားပါတယ်ဒီတိုင်းကြီး၄ခုလုံးနိုင်ငံရေးတည်ငြိမ်မှုရနိုင်ဖို့အလုရှုပ်နေခြင်းဒေလီဆူလတန်၌တိုင်းပြည်အတွက်တက်တောင့်တက်တာရနေတဲ့သဘောလောက်သာဖြစ်ပါတယ်မွန်ဂိုတို့တိုင်းကြီး၄ခုကချက်ကတိုင်းခန်း၌မှာတမဏိလူသားဒိုဝါခန်အာနာပါဝါရလာတာနဲ့ဒေလီဆူလတန်တိုင်းပြည်အစိပ်ပိုင်းတွေကိုကျူးကျော်ဖို့မွန်ဂိုတပ်တွေစစ်လွှတ်လိုက်ပါတယ်တကယ်တော့မွန်ဂိုတို့ AD 1280ခုနှစ်လောက်ကတည်းကဒေသအခြေအနေကိုတိလာအကဲခတ်နေကြတာပဲဖြစ်ပါတယ်AD 1285ခုနှစ်မှာမော်လ်တန်ဒီအိုပယ်ပိုလာဟိုတို့ကိုမွန်ဂိုတို့တိုက်ခိုက်ခဲ့ပါတယ်ဒေလီဆူလတန်၌တိုင်းပြည်မှာကဆူလတန်မွေဇူဒင်ကေကာဘတ်နဲ့ဒေလီဆူလတန်ထိပ်တန်းအရာရှိကြီးတဦးဖြစ်သူဂျလာလူဒင်ဖီရုစ်ခီလ်ဂျီအကြားအာဏာလွန်ဆွဲပွဲကြောင့်တိုင်းပြည်ကဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်ဒီလိုအာဏာလွန်ဆွဲပွဲကြောင့်မွန်ဂိုတို့လှုပ်ရှားမှုတွေကိုအကျိုးသက်ရောက်မှာမဟုတ်ပါခီလ်ဂျီအုပ်ချုပ်မှုပထမပိုင်းမှာအုပ်ချုပ်ရေးညံ့ဖျင်းတာတွေနဲ့စစ်ရေးရှုံးနိမ့်မှုတွေကိုတွေ့ရမှာဖြစ်ပါတယ်ဒီလိုမငြိမ်သက်မှုတွေနဲ့ရိမ့်ထိုးနေတဲ့တိုင်းပြည်ရဲ့အခြေအနေဟာဒူဝါခန်းအတွက်အခွင့်အရေးဖြစ်သွားတာကြောင့်နောက်ထပ်တပ်တွေစစ်လွှတ်ပြီးအားထက်တိုးဝင်ပါတယ်1292ခုနှစ်ကနေ1306ခုနှစ်အကြားမွန်ဂိုတို့ဒေလီဆူလတန်၌တိုင်းပြည်ကို6ကြိမ်တိုင်းကျူးကျော်ဝင်ရောက်နိုင်ဖို့တိုက်ခိုက်ခဲ့ပါတယ်အခြေအနေကဒီလိုဖြစ်နေရာဒေလီဆူလတန်တိုင်းပြည်ထဲဂျလာလူဒင်ခီလ်ဂျီကိုတူဖြစ်သူအလာဥဒင်ကအာဏာသိမ်းဖြုတ်ချလိုက်ပါတယ်မွန်ဂိုတွေအတွက်နောက်ထပ်အခွင့်အရေးတရဖြစ်လာပါတယ်1298ခုနှစ်မှာပန်ဂျပ်ဂင်္ဂါချိုင်ဝမ်ဒေသတွေကိုသိမ်းပိုက်နိုင်ဖို့မွန်ဂိုတို့အားထက်တိုက်ခိုက်လာပါတယ်ဂျရတ်မန်ဂျူတိုက်ပွဲမှာမွန်ဂိုတို့နဲ့ဒေလီဆူလတန်တပ်တွေထိပ်တိုက်တိုးခဲ့ကြရာမွန်ဂိုတို့ရှုံးသွားခဲ့ပါတယ်1299ခုနှစ်မှာနောက်ထပ်တစ်ကြိမ်အိန္ဒုမြစ်ကိုဖြတ်ကျော်လာပြီးဆိုင်းကိုချီတက်လာခဲ့ပါတယ်အခုတစ်ကြိမ်မှာမွန်ဂိုတို့မြို့တော်ဒေလီကိုပြစ်မှတ်ထားလာပါတယ်မွန်ဂိုတပ်တွေဒေလီမြို့အစွန်အဖျားတွေသို့အစုလိုက်အပြုံလိုက်ရောက်လာကြပါတယ်တပ်ဗိုလ်တပ်သားစုစုပေါင်း2သိန်းလောက်ရှိမယ်လို့ခန့်မှန်းဖော်ပြချက်တွေတွေ့ရပါတယ်ဒေလီဆူလတန်၌ကဆူလတန်အလာဥဒင်ရဲ့ဗိုလ်ချုပ်ကြီးကဇဖာခန်ဖြစ်ပါတယ်ဇဖာခန်ဦးဆောင်တဲ့ဒေလီဆူလတန်စစ်တပ်နဲ့ချက်တိုင်းခန့်၌မွန်ဂိုတပ်တို့ထိပ်တိုက်တွေ့ပါတယ်ခေလီစစ်ပွဲလို့သမိုင်းတင်ထားပါတယ်ပထမပိုင်းမှာဇဖာခန်ကအကြအရှုံးခံပြီးဇွတ်တရုတ်တိုးဝင်ခဲ့တာကြောင့်မွန်ဂိုတို့တပ်ဆုတ်သွားရပါတယ်တပ်ဆုတ်သွားတဲ့မွန်ဂိုတပ်တွေနောက်သို့ဇဖာခန်တပ်တွေလိုက်ပါသွားပါတယ်တကယ်တော့စစ်မြေပြင်အနေအထားကအသာစီးမရနိုင်တာကြောင့်မွန်ဂိုတို့သူတို့လိုချင်တဲ့စစ်မြေပြင်အနေအထားသို့ရောက်အောင်တပ်ဆုတ်သွားတာသာဖြစ်ပါတယ်သူတို့အတွက်အခွင့်အရေးသားမဲ့အနေအထားကိုရတာနဲ့မွန်ဂိုတို့နောက်ကလိုက်လာတဲ့ဇဖာခန်တပ်တွေကိုပြန်တိုက်ပါတယ်ခေလီစစ်ပွဲကအကြအရှုံးတွေနဲ့အနိဋ္ဌာရုံစစ်ပွဲကြီးတစ်ခုဖြစ်ပါတယ်သို့တော့အလာဥဒင်ကအခြေအနေကိုမှန်မှန်ကန်ကန်သုံးသပ်နိုင်ခဲ့တယ်လို့စစ်ဦးမကျိုးသွားအောင်စစ်မြေပြင်အနေအထားကိုထိမ့်သိမ်းထားနိုင်ခဲ့တာကြောင့်မွန်ဂိုတို့ဒုတိယအကြိမ်တံပြန်တိုက်ခိုက်လာတာကိုလည်းအနေအထားမပြတ်တံပြန်ခုခံနိုင်ခဲ့ပါတယ်ဒီတစ်ချီမှာမွန်ဂိုတို့ဂဇင်ကလျာနဲ့တပ်ပြတ်သွားပါတယ်မွန်ဂိုတို့ဗဟိုအာရှသို့တပ်ဆုတ်သွားပါတယ်သို့တော်တိုက်တိုင်းနိုင်ခဲ့တဲ့မွန်ဂိုစစ်တပ်ကအရှုံးကိုလက်မခံနိုင်တာကြောင့်1303ခုနှစ်မှာနောက်ထပ်တစ်ကြိမ်ကျူးကျော်ဝင်လာပြီးဒေလီကိုဝိုင်းလိုက်ပြန်ပါတယ်အလာဝူဒင်စစ်တပ်ကအရှေ့ဘက်ဆွန်ဒေသတွေမှာစီယုံရေးလုပ်ငန်းတွေနဲ့အလုပ်ရှုပ်နေပါတယ်အခြေအနေကဆိုးရွားလွန်းလှပါတယ်မွန်ဂိုတို့ဒေလီကို2လကြာဝန်းရံပိတ်ဆို့ထားပါတယ်ဒေလီလည်း80ရိတ်ခါပြတ်ပြီးငတ်မို့လာဖွယ်ဖြစ်နေပါတယ်သို့တော်မွန်ဂိုတို့တစုံတရာအရေးပေါ်လာခဲ့တယ်လို့ယူဆရပါတယ်တပ်တွေကိုရုပ်သိမ်းပြီးရှက်ကတိုက်ခန့်လိုက်သို့ပြန်လှည့်သွားပါတယ်1305ခုနှစ်မှာတစ်ကြိမ်1306ခုနှစ်မှာနောက်ထပ်တစ်ကြိမ်ကျူးကျော်ခဲ့ကြပေမဲ့မအောင်မြင်ပဲပြီးဆုံးသွားခဲ့ပါတယ်1290ခုနှစ်ကနေ1300ခုနှစ်အကြားမွန်ဂိုတို့အကြိမ်ကြိမ်ကျူးကျော်ခဲ့ကြရာအလာဥဒင်အနေနဲ့သူ့တပ်တွေနဲ့စစ်ရေးအနေအထားကိုပြန်သုံးသပ်ဖို့ဖြစ်စေခဲ့ပါတယ်သူ့ရဲ့အထက်ဆက်တစ်ခုဖြစ်တဲ့ဂီယာဇူဒင်ဘယ်လ်ဘန်လိုပဲအခြေအနေကိုတည်ငြိမ်အောင်လုပ်ပြီးနောက်ပြုပြင်ပြောင်းလဲရေးတွေလုပ်ပြီးမွန်ဂိုတို့ချင်းချောက်မှုကိုတုံ့ပြန်ခဲ့ပါတယ်ထူးခြားတာကစီးပွားရေးစီမံကိန်းသစ်တွေဖန်တီးပြီးပုံကံခြားနားမှုတွေဆူလတန်အပေါ်သစ္စာဖောက်လာဖွယ်ကြံစီမှုတွေနဲ့စူပူအုံကြွမှုတွေကိုတားဆီးနိုင်ခဲ့ပါတယ်စစ်ဘက်မှတပ်ဖွဲ့ဝင်အရေးအတွက်ကိုတိုးချဲ့နိုင်ခဲ့သလိုဆိုင်းမှာနောက်ထပ်ခန္ဓာတွေအများအပြားတိုးချဲ့တိဆောက်နိုင်ခဲ့ပါတယ်တိုက်ပွဲတွေမှာရရဲဝုံဝုံတိုက်ပွဲဝင်ခဲ့ကြတဲ့တပ်ဗိုလ်တပ်သားတွေကိုလည်းထိုက်ထိုက်တန်တန်ချီးမြှင့်ဂုဏ်ပြုတာတွေရာထူးတိုးမြှင့်ပေးတာတွေလုပ်ပေးပါတယ်အလာဥဒင်ရဲ့ရည်မှန်းချက်ကဒေလီကိုဘယ်လိုတိုက်ခိုက်မှုတွေကမဆိုကာကွယ်ထားရေးနဲ့
နေဇနယ်နိမိတ်အားလုံးလုံခြုံမှုအပြည့်အဝရှိရဖြစ်ပါတယ်1309ခုနှစ်မှာဒူဝါခန်ကွယ်လွန်ပါတယ်ဒါကဒေလီဆူလတန်တိုင်းပြည်အတွက်မွန်ဂိုတို့ထက်စစ်ရေးနိုင်ငံရေးမှာအသာစီးရသွားပြီလို့အချက်ပြလိုက်တာပဲဖြစ်ပါတယ်ဒါကြောင့်ဆူလတန်တပ်တွေမွန်ဂိုနယ်မြေတွေကိုအကြိမ်ကြိမ်ကျူးကျော်ခဲ့ကြပါတယ်ဒီချိန်ကနေစလို့မွန်ဂိုတို့အိန္ဒိယနယ်နိမိတ်ထဲကျူးကျော်တိုက်ခိုက်မှုတွေတိတိတသာရော့ကျသွားတယ်လို့1320ခုနှစ်ထိမွန်ဂိုတို့လှုပ်ရှားမှုအလုံးရပ်တန့်နေခဲ့ပါတယ်1323ခုတွေမှာမွန်ဂိုတပ်မှုတအုပ်ဖြစ်သူဇိုလာကြီးကကက်ရှ်မီးယားကိုကျူးကျော်လာပါတယ်မွန်ဂိုတပ်မှာတပ်ဗိုလ်တပ်သား9000လောက်ရှိနိုင်တယ်လို့သမိုင်းမှတ်တမ်းတွေအရသိရပါတယ်သွေးစွန်းမှုတွေမဖြစ်ခင်ကက်ရှ်မီးယားခေါင်းဆောင်တွေကဇိုလာကြီးကိုအခွန်အခလိုအဖိုးတန်ဥစ္စာပစ္စည်းတွေဆက်တပ်ပြီးစစ်ကိုကောက်ွယ်နိုင်မလားကြိုးစားခဲ့ကြပါသေးတယ်သို့တော်ဒါကပဲဇိုလာကြီးကိုလောဘတက်ပြီးဆွဲဆောင်တယ်လို့ဖြစ်သွားခဲ့ရာစစ်ကိုရှောင်လွှဲမရနိုင်ခဲ့ကြပါဒီကျူးကျော်မှုကနှစ်ဖက်စလုံးကိုအကြီးအကျယ်အထိနာစေခဲ့ပါတယ်ကက်ရှ်မီးယားလည်းပြပုံအတိဖြစ်သွားပါတယ်သမိုင်းမှတ်တမ်းတွေထဲမှာလူတွေအခြေချမနေထိုင်သေးတဲ့မြေရိုင်းလိုဖြစ်သွားတယ်လို့ဖော်ပြထားပါတယ်ကျုံတွေကိုဖမ်းဆီးသွားပြီးရိတ်ခါအလုံးကိုစုပုံပြီးရှို့ဖျက်ဆီးပစ်ပါတယ်1326-1329တွေမှာလည်းအိန္ဒိယမြောက်ပိုင်းဒေသတွေကိုအခုလိုနောက်ထပ်ကျူးကျော်မှုတွေရှိခဲ့ပါသေးတယ်ဇိုလာကြီးဦးဆောင်ပြီးနောက်ထပ်တစ်ကြိမ်ကက်ရှ်မီးယားကိုကျူးကျော်လာပြန်ရာကက်ရှ်မီးယားဘုရင်မကိုတာရိုနာဦးဆောင်မှုနဲ့ဇိုလာကြီးကိုပြန်လည်ခုခံနိုင်ခဲ့ကြပါတယ်1328ခုနှစ်မှာနောက်ထပ်မွန်ဂိုခေါင်းဆောင်တအုပ်ဖြစ်သူတာရမရှိအန်ကဒေလီဆူလတန်နိုင်ကိုဗျူဟာကျကျချင်းကလာခဲ့ပြီးမြို့တော်နယ်စပ်ထိရောက်လာပါတယ်သို့သောဆိုင်းနဲ့ဂူဂျရတ်ကိုဖျက်ကျော်လာရမှာအပြက်စီးများခဲ့တာကြောင့်တပ်ပြက်သွားခဲ့ရပါတယ်စစ်မြေပြင်တွေမှာဘယ်လိုပဲချင်းအသေးအကျေတပ်ပုတ်ခဲ့ကြပုံတွေနဲ့ပတ်သက်လို့သမိုင်းမှတ်တမ်းအထောက်အထားတွေနည်းနည်းပါးပါးလောက်သာရှိခဲ့တယ်ဆိုပေမဲ့ထင်ရှားတာကဒေလီဆူလတန်မိုဟာမက်အစ်ဘ်နတဂလုတ်နဲ့ဖြစ်ခဲ့တဲ့စစ်ပွဲမှာမွန်ဂိုတို့အကြီးအကျယ်အထိနာသွားကြပြီးနောက်ပိုင်းအိန္ဒိယတို့နောက်ထပ်ဥလှဲ့မလာကြတော့ပါဒီနောက်ပိုင်းမှာမွန်ဂိုတို့နယ်စပ်ကိုဖျက်ကျော်သွားတာမျိုးမှတ်တမ်းတချို့ကလွဲလို့စစ်ရေးအရာထိတ်တိုက်တွေ့တာမျိုးတွေနဲ့ရန်စကျူးကျော်လာတာမျိုးမရှိတော့ပါ1335ခုနှစ်မှာအယ်ခါနိုက်တိုင်းပြိုလဲပျက်စီးသွားခဲ့ပါတယ်1348ခုနှစ်မှာရှက်တိုက်ခန်းနိုင်ကနေတိုင်းပြည်ငယ်လေးတွေခွဲထွက်သွားခဲ့ကြတာကြောင့်အစုလိုက်အပြုံလိုက်လူသက်ပွဲကြီးကနေလွဲသွားခဲ့ရလို့ကံကောင်းတယ်လို့ဆိုရပါမယ်ဒီလိုခွဲထွက်လာခဲ့ကြတဲ့မွန်ဂိုတပ်မှုတွေကဒေလီဆူလတန်နိုင်နဲ့တန်ခင်တမန်ခင်ပေါင်းကူဆက်ဆံရေးအသစ်တိဆောက်နိုင်ခဲ့ကြပါတယ်တစ်ဖက်နဲ့တစ်ဖက်လက်ဆောင်တွေဖလှယ်ကြပြီးချစ်ကြည်ရေးစာချုပ်တွေလည်းချုပ်ဆိုနိုင်ခဲ့ကြပါတယ်ဂျာစုနှစ်တစ်ခုကျော်မွန်ဂိုတို့အိန္ဒိယတိုက်ကိုကျူးကျော်ခဲ့ကြရာသွေးစွန်းမှုတွေနဲ့အတူနှစ်ဖက်စလုံးကအသက်ပေါင်းမြောက်များစွာစတေးပေးလိုက်ရပါတယ်မွန်ဂိုတို့အတွက်ရလိုက်တာကတောင်အာရှကမ္ဘာကိုသူတို့ကောင်းကောင်းသဘောပေါက်သွားခဲ့ကြတာပါအိန္ဒိယတိုက်သို့မွန်ဂိုတို့ရဲ့စစ်စင်ရေးတွေမှာထူးခြားတာကဒေလီဆူလတန်တိုင်းပြည်နဲ့ပတ်သက်လို့ဖြစ်ပါတယ်ဒေလီဆူလတန်တိုင်းပြည်ကိုသူတို့ဖျက်ဆီးပစ်လို့တဲ့ရွေချက်တဲ့ပြုပြင်ပြောင်းလဲရေးတွေနဲ့တာပိုစုစုစီစီဖြစ်လို့ကြတာထင်ရှားပါတယ်မွန်ဂိုတို့ကျူးကျော်မှုတွေကိုဟန်တာနိုင်ဖို့ဒေလီဆူလတန်တိုင်းပြည်အပူတပြင်းတိဆောက်ခဲ့ရသမျှပြုပြင်ပြောင်းလဲရေးတွေဟာနောင်မှာတိုင်းပြည်အုပ်ချုပ်ရေးရန်တရားအတွက်အဖို့မဖြတ်နိုင်လောက်တဲ့အင်အားတွေဖြစ်လာခဲ့ပါတယ်မွန်ဂိုတို့အတွက်လည်းတောင်အာရှနဲ့ထိတွေ့မှုတွေကနေယဉ်ကျေးမှုနဲ့သိပ္ပံပညာရပ်တွေမှာအကျိုးအမြတ်ထူးထူးခြားခြားဖြစ်ထွန်းနိုင်ခဲ့ကြပါတယ်ကက်ရှ်မီးယားကမွန်ဂိုတရားရုံးတွေမှာအိန္ဒိယလူမျိုးတွေအမှုထမ်းခွင့်ရခဲ့ကြတဲ့အထိမွန်ဂိုတို့အရိုင်းဆိုင်ဘဝကနေသူတို့ယဉ်ကျေးမှုအဆင့်အတန်းကိုသူတို့ကိုယ်တိုင်မြင့်တင်နိုင်ခဲ့ကြတာကိုကျွန်တော်တို့ထင်ထင်ရှားရှားတွေ့နိုင်ကြပါတယ်။တစ်ချိန်ကကုန်းတွင်းပိတ်မြေပြန့်လွင်ပြင်တွေမှာကျက်စားနေခဲ့ကြတဲ့မွန်ဂိုတို့အိန္ဒိယစိတ်ကမ်းတွေကိုဖျက်ပြီးကုန်သွယ်ရေးလုပ်နိုင်တဲ့ရေလမ်းကုန်သွယ်ရေးကိုနားလည်နိုင်ခဲ့ကြပါတယ်။အယ်ခါနိုက်တိုင်းနဲ့ချက်တိုင်းခန်နိုက်တိုင်းတို့ကျဆုံးသွားခဲ့လို့မွန်ဂိုကျူးကျော်မှုတွေအဆုံးသတ်သွားခဲ့တာမှန်ပါတယ်။သို့သောနောက်မျိုးဆက်တစ်ခုကနေတီမူးလိုသူရဲကောင်းတွေပေါ်လာဖို့နဲ့ပဘိုးလိုသူရဲကောင်းတဦးကအိန္ဒိယတိုက်တစ်ခုလုံးကိုသိမ်းပိုက်ဖို့ထိဖြစ်လာဖို့ကသူတို့ဘိုးဘေးတွေရဲ့ဒီအတွေ့အကြုံတွေကနေတွန်းပို့ပေးလိုက်တဲ့ဆိုတာကျွန်တော်တို့သဘောတူနိုင်ကြမယ်လို့ယူဆပါတယ်။ကျွန်တော်ပရိသတ်လည်းကျွန်တော်နဲ့အတူသဘောတူနိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ပရိသတ်ရဲ့သဘောထားမှတ်ချက်တွေကိုကြိုဆိုနေကြောင်းတင်ပြရင်းဒီမှာခေတ္တနားပါအောင်မယ်။နောက်အခန်းများမှာပြန်ဆုံကြပါအောင်မယ်။